ဒီနေ့မှာတော့ channel တွေအမီတောင်ခွဲရင်ပြန်ဆက်လာမဆက်လာဆိုတာလေးကိုပြောပြမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ရဲလို့လေးတွေကကျွန်တော်လွန်ခဲ့တရက်နဲ့ရက်ကရှီရလဲနောက်နေတယ်ကျွန်တော်ဆိုလာကာလာဘူစတာမီကိုပေးထားတယ်အဲ့ချိန်မှာရှီရအရန်နောက်လာတာဖြစ်တဲ့အတွက်ကျွန်တော်လည်းမအားသေးရနဲ့ဒီတိုင်းပဲထားလိုက်တယ်အမောင်ချထားလိုက်တယ်ပေါ့ဗျာကံအဲ့မှာသူက stress ဝင်ပြီးကိုအတောင်နေအမီတွေကိုကွဲအောင်လုပ်လိုက်တယ်အဲအားကြောင့်မလို့ဒီနေ့မှာတော့ channel တကောင်အမီတောင်ကွဲရင်ပြန်ဆက်နိုင်လားဆိုတာရေဘယ်လောက်ကြာမလဲဆိုတာရေလာပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော်လည်းခုကောင်လေးကိုစောင့်ကြည့်ပြီးတော့ဘယ်လောက်ကြာလဲဗာလဲပြန်ပြောပေးမယ်ပြီးတော့ဒီကောင်ကနည်းနည်းတော့စားတယ်ပဲကျန်တဲ့ channel တွေကမီးပြရင်လန့်နေပါလို့ဆိုတာတကယ်တမ်းမဟုတ်ဘူးဗျ channel ကပုံတယ်မဟုတ်သူတို့စိတ်နဲ့သူတို့ပဲဗျာတည်ရမလားကျွန်တော်တို့လိုမျိုးတကယ်မှကြိုက်တဲ့လူရှိမယ်ရေထဲမှမကြိုက်တဲ့လူလည်းရှိနိုင်တာပဲနေနော်အဲကြောင့်မလို့ဒီကောင်ကမီးပိတ်လို့ stress ဝင်ပြီးတော့ကိုပြန်ကြိုက်တယ်အပေါ်က Grand Cobra လေးရလေကျွန်တော်အိမ်ကိုရောက်တာ2ရက်ပဲရှိသေးတယ်ဗျာမနေ့ကတနေ့က plan ဖြစ်တယ်ကျွန်တော်ဆရာရွေးပေးထားတဲ့ကောင်လေးဆိုတော့လာရဗျာဒီကောင်လေးကတော့ပိုင်ရှင်ရှိသွားပြီကျွန်တော်စီမှာတကယ်လို့ Grand Cobra ကြီးပါလိုချင်တယ်ဆိုရင်လည်းရမယ်ဒီလို edit ဖြစ်လေးကြီးစီးတကောင်ဝဲမယ်ဆိုရင်အဓိကအရေးကြီးဆုံးအချက်ကကိုဝဲမယ်ငါအစားမစားကြည့်ဖို့ပဲဗျာတိတယ်ကိုဝဲမယ်ငါအုတ်ထဲကငါအစားမစားဘူးတောင်းကတ်တယ်ဆိုရင်ကြီးစီးတွေမှာကျိုးဆိုင်တွေမှာအစားမစားရဲ့ပြဿနာအရင်ရေးကြည့်အစားမစားဘဲနဲ့ကိုစူဆိုင်လောက်သွားတဲ့ကောင်လေးရှိကျွန်တော်ကိုယ်တိုင်လည်းတကောင်ခံရဘူးလေကျွန်တော်အိုက်ကနေကကြီးစီတိတ်ပြီးတော့မကင်တော့ဘူးဒါပေမဲ့ခုနှစ်ကောင်ရောက်လာတယ်နှစ်ကောင်ကတော့အစာလဲစားတယ်ရေလဲကူတယ် flan ပဲ channel stress ဝင်ပြီဆိုရင်သူတို့အတွက်လိုအပ်တဲ့ safety place ဆိုတဲ့နေရာလေးတွေကိုဖန်တီးပေးတဲ့ဥပမာသဘာဝဆန်းဆန်းလေးပေါ့ဗျာကံမြောင်ကြိုက်တာတော့ကြိုက်တာပေါ့ဒါပေမဲ့တည်မလားကံမြောင်နောက်မှထားတာမျိုးတို့ဘာလို့လုပ်ပေးတဲ့ကဲအားလုံးပဲ channel လေးတွေကိုကောင်းကောင်းမွန်မွန်မွေးနိုင်ပါစေ